ဘောလုံးသမားတစ်ယောက်မှာအကောင်းဆုံးကစားသမားလို့ပြောရရင်လူတိုင်းစိတ်ထဲမှာပြင်းကျင်လာမယ့်နာမည်တစ်ခုကတော့လီယိုနယ်မက်ဆီပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီကနေ့မြင်တွေ့နေရတဲ့အောင်မြင်မှုတွေဘောလုံးရွှေကမ္ဘာလုံးဆုတွေနဲ့ကြော်ကြားမှုတွေရဲ့နောက်ကွယ်မှာအလုံးတရာနှဆိုင်ပြီးရင်းနှီးစရာကောင်းတဲ့ခက်ခဲကြမ်းတမ်းမှုတွေရှိခဲ့တယ်ဆိုတာလူတိုင်းသတိမထားမိကြဘူး။မက်ဆီကို1989ခုဇွန်လ24ရက်နေ့မှာအာဂျင်တီးနားနိုင်ငံရဲ့တတိယအကြီးဆုံးမြို့ဖြစ်တဲ့ရော့ဆာရီယိုမြို့မှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့မိသားစုအခြေအနေကတော့အလွန်ပဲရုပ်ရှင်ပြီးဆင်းရဲနှောပါတဲ့အခြေခံလူရန်သားမိသားစုတစ်ခုဖြစ်ပါတယ်။သူ့ရဲ့ဖခင်ဖြစ်သူ Horace Messi ကတမရိဆိုင်ုံတစ်ခုမှာအလုပ်သမားတူအဖြစ်လုပ်ကိုင်ခဲ့ပြီးမိခင်ဖြစ်သူ Celia Cucitina ကတော့အိမ်အကူတူအနေနဲ့အချိန်ပိုင်းတန်ရှင်းသမားအဖြစ်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ကလေးလေးယောက်ရှိတဲ့အိမ်တော်စုတစ်ခုကိုထိန်းချောင်းဖို့အတွက် Messi ရဲ့မိဘတွေဟာနေမအားညမနာရုန်းကန်ခဲ့ရပါတယ်။ Messi ကငယ်စဉ်ကတည်းကအဟာပြောရတော့မစားတော့ခဲ့ရပဲတာမန်ကလေးအတွက်တေးကွေးပုညက်တဲ့ခန္ဓာကိုယ်တိစောက်ပုံရှိခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ရှင်မှာတော့ဘောလုံးပေါ်ထားရှိတဲ့ယူသူမှုကဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရအောင်ကြီးမားခဲ့ပါတယ်။အသက်၄နှစ်အရွယ်မှာလမ်းမပေါ်မှာစက်ကူတွေအဝတ်အစားတွေနဲ့လှိပ်ထားတဲ့ဘောလုံးတွေကိုကန်ရင်းဘောလုံးပညာကိုစတင်သင်ယူခဲ့ပါတယ်။သူ့ရဲ့အဖွားဖြစ်သူစီလီယာကမက်ဆီရဲ့ပါရမီကိုအစောဆုံးသတိပြုမိခဲ့သူဖြစ်ပါတယ်။အဖွားဖြစ်သူကမက်ဆီကိုဒေသခံဘောလုံးကလပ်တစ်ခုဖြစ်တဲ့ Grand Joli အသင်းစီကိုခေါ်ဆောင်သွားခဲ့ပြီးဘောလုံးစတင်ကစားစေခဲ့ပါတယ်။မက်ဆီရဲ့ကစားဟန်ကတင်းငယ်ပေမဲ့အလုံးမြန်ဆန်ပြီးရွယ်တူကလေးတွေလိုက်မမိနိုင်အောင်ထူးခြားနေခဲ့ပါတယ်။မက်ဆီရဲ့ကံကြမ္မာဟာအသက်10နှစ်အရွယ်မှာအဆိုးအဆုံးအချိုးအကွေ့တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။သူဟာတာမန်ကလေးတွေလိုအရန်မောင်ကြီးထွားမလာပဲဖွံ့ဖြိုးမှုနှင်းကွေးနေတာကြောင့်မိဘတွေကစီးရုံကိုခေါ်ဆောင်သွားပြီးစစ်ဆေးခဲ့ကြရပါတယ်။ဆရာဝန်ရဲ့အဖြေကတော့မက်ဆီမှာကြီးထွားဟော်မုန်းချွတ်တဲ့ယောဂခံစားနေရတယ်ဆိုတာပဲဖြစ်ပါတယ်။ဒီယောဂဟာမက်ဆီရဲ့ဘောလုံးသမားဘဝအိမ်မက်ကိုရိုက်ချိုးလိုက်သလိုဖြစ်စေခဲ့ပါတယ်။ဒီယောဂကိုကုသဖို့အတွက်လစဉ်လာတိုင်းကြီးထွားဟော်မုန်းဆေးတွေကိုမဖြစ်မနေထိုးနိုင်ရမှာဖြစ်ပါတယ်။အဲ့ဒီကုသစရိတ်ကတစ်လောက်ကိုအနည်းဆုံးအမေရိကန်ဒေါ်လာ900ခန့်ကုန်ကျမှာဖြစ်ပြီးအဲ့ဒီခေတ်ကအာဂျင်တီးနားနိုင်ငံရဲ့စီးပွားရေးပြက်ကတ်နဲ့မက်ဆီရဲ့မိသားစုငွေရဘလုံးဝမတက်နိုင်တဲ့ပမာဏဖြစ်ပါတယ်။မက်ဆီဟာညာတိုင်းသူ့ရဲ့ခြေထောက်တွေကိုစေးထုတ်အပ်တွေနဲ့ကိုယ်တိုင်ထိုးသွင်းပြီးညာကျင်မှုလိုအန်တုခဲ့ရပါတယ်။သူစားနေတဲ့ Newell Old Boys Club တင်ကအစပိုင်းမှာကုသစရိတ်ကူညီမယ်လို့ဂရီပေးခဲ့ပေမဲ့နောက်ပိုင်းမှာအာဂျင်တီးနားစီးပွားရေးအခြေအနေကြောင့်လက်ရှောင်သွားခဲ့ပါတယ်။အာဂျင်တီးနားရဲ့နာမည်ကြီးကလပ် River Plate ကလည်းမက်ဆီရဲ့ပါရမီကိုသဘောကျပေမဲ့ယောဂကုသတဲ့ကိုတာဝန်မယူနိုင်တဲ့ကြောင့်ညှင်းပယ်ခဲ့ပါတယ်။မက်ဆီရဲ့ဘောလုံးသမားဘဝဟာစတင်ရုံပဲရှိသေးပေမဲ့လမ်းစာပြောက်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲမက်ဆီရဲ့ဘဝကိုထာဝရပြောင်းလဲစေမဲ့ကယ်တင်ရှင်တယောက်ပေါ်ထွက်လာခဲ့ပါတယ်။မက်ဆီရဲ့အေဂျင့်တွေကစပိန်နိုင်ငံကကမ္ဘာကျော်ဘာစီလိုနာအသင်းရဲ့အားကစားဒါရိုက်တာဖြစ်သူ Charles Research နဲ့ဆက်သွယ်မိခဲ့ပါတယ်။မက်ဆီရဲ့ဗီဒီယိုတွေကိုကြည့်ပြီးနောက်မှာတော့ Research ဟာမက်ဆီရဲ့ထူးခြားတဲ့ပါရမီကိုချက်ချင်းသတိပြုမိသွားခဲ့ပါတယ်။သူကမက်ဆီနဲ့သူ့ရဲ့ဖခင်ဖြစ်သူကိုစပိန်နိုင်ငံဘာစီလိုနာမြို့စီကိုအစမ်းသက်ခံဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ်။အသက်73နှစ်သာရှိသေးတဲ့မက်ဆီဟာမိခင်နိုင်ငံနဲ့မိသားစုဝင်အချို့ကိုခွဲခွာပြီးအတ္တလန္တိတ်သမုဒ္ဒရာကိုဖျက်ကျော်ကာဥရောပမြေပြင်စီထွက်ခွာခဲ့ပါတယ်။ဒါဟာလောင်းကစားတစ်ခုလိုပဲဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့အမှုဆောင်အဖွဲ့ဝင်တချို့ကအသက်ငယ်ပြီးယောဂအခမ်းရှိတဲ့နိုင်ငံသားကလေးတစ်ယောက်အတွက်ငွေအမြောင်များအကုန်ကြခံဖို့တွန်းဆုတ်နေခဲ့ကြပါတယ်။သို့တော်လည်း Charles Research ကတော့မက်ဆီကိုလက်လွတ်မခံနိုင်ဘူးဆိုတာကောင်းကောင်းသိတာပါ။2000ပြည့်နှစ်ဒီဇင်ဘာ14ရက်နေ့မှာ Research ဟာ Tennis Club တစ်ခုရဲ့စားသောက်ဆိုင်မှာမက်ဆီရဲ့ဖခင်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီအချိန်မှာတရားဝင်စာချုပ်ချုပ်ဖို့စာရွက်စာတမ်းမရှိတာကြောင့် Research ကဇွဲဘော်ကလက်ရှိဆက်ကူတရက်ကိုယူပြီးမက်ဆီရဲ့ကုသရေးအားလုံးကိုဘာစီလိုနာကတာဝန်ယူမှာဖြစ်ကြောင်းနဲ့အသင်းမှာအသက်မွေးဝမ်းကြောင်းစာချုပ်ချုပ်မှာဖြစ်ကြောင်းလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီနှစ်ချေးဆက်ကူစာချုပ်ဟာဘောလုံးသမိုင်းကိုပြောင်းလဲပစ်လိုက်တဲ့အဖိုးတန်ဆုံးစာချုပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ငယ်စဉ်ကကြီးထွားဟော်မုန်းချွတ်တက်ခဲ့တဲ့အဲ့ဒီကလေးဟာဘာစီလိုနာရဲ့လာမစီယာလူငယ်အကယ်ဒမီမှာစနစ်တကျလေ့ကျင့်ပြီးတော့ကမ္ဘာအဆင့်အတန်းကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ယနေ့2026ခုနှစ်လက်ရှိအချိန်ထိမက်ဆီရဲ့အောင်မြင်မှုတွေကိုကိန်းဂဏန်းတွေနဲ့ကြည့်မယ်ဆိုရင်မှန်တက်လောက်စရာဖြစ်ပါတယ်။သူဟာကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုဖြစ်တဲ့ရွှေကမ္ဘာလုံးဆုကိုတမိုင်းတစ်လျှောက်အများဆုံးအဖြစ်၈ကြိမ်တိုင်းစုကူထားရှိခဲ့ပါတယ်။ဒါအပြင်ဥရောပရွှေဖနက်ဆုကိုလည်း6ကြိမ်တိုင်းရရှိခဲ့ပါတယ်။မက်ဆီရဲ့ခန္ဓာရည်ရှိမှုနဲ့ကြိုးစားမှုကိုပုံပုံနားလည်နိုင်မှုအတွက်သူ့ရဲ့ဘဝတွေကထူးခြားတဲ့ဖြစ်ရပ်မှန်ဥပမာ၃ခုကိုလေ့လာကြည့်နိုင်ပါတယ်။မက်ဆီအသက်18နှစ်အရွယ်မှာအီတလီကမ္ဘာကျော်ဂျူဗင်တက်အသင်းနဲ့ကစားခဲ့တဲ့ပွဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကကမ္ဘာအကောင်းဆုံးနောက်ခံလူတွေဖြစ်တဲ့ဖီဂီရိုခနာဗာရိုနဲ့ပက်ထရစ်ဗီယရာတို့ကမက်ဆီကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ကြပါတယ်။သို့တော်လည်းမက်ဆီဟာသူ့ရဲ့ခန္ဓာကိုယ်အချိုးစားသိငယ်မှုကိုအသုံးချပြီးလျင်မြန်တဲ့လှည့်ကွက်တွေနဲ့ဂျူဗင်တက်အသင်းတစ်ခုလုံးကိုအာရုံနောက်အောင်ကစားပြခဲ့ပါတယ်။ပွဲအပြီးမှာဂျူဗင်တက်နီပြဖီဂီရိုကာဗာလိုကပဲဒီလောက်အသက်ငယ်ပြီးရဲရဲနဲ့ကစားသမားမျိုးတစ်ခါမှမမြင်ဘူးလို့ချီးကျူးခဲ့ပါတယ်။ဘရင်ပလားပြိုင်ပွဲမှာခီတာဖေးအသင်းနဲ့ကစားစဉ်မက်ဆီဟာကွင်းလယ်ကနေဘောလုံးကိုဆွဲပြေးပြီးတစ်ဖက်နောက်ခံလူ9ယောက်နဲ့ဂိုးသမားကိုပါလိန်ခောက်ပြီးဂိုးသွင်းယူခဲ့ပါတယ်။ဒီဂိုးကဒီရီဂိုမာရာဒိုနာရဲ့ရာစုနဲ့အကောင်းဆုံးဂိုးကိုတပုံစံနဲ့ပြန်လည်တူပါခဲ့တာဖြစ်ပြီးမက်ဆီဟာကမ္ဘာအဆင့်ကိုရောက်နေပြီဖြစ်ကြောင်းသက်သေပြခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။အာဂျင်တီးနားလေဝေးစဉ်အသင်းနဲ့အတူဘောလုံးပွဲ3ချိန်ဆက်တိုက်ရှုံးနေခဲ့ပြီးနောက်မှာမက်ဆီဟာပြင်းထန်တဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။စစ်ပြတ်အာရုံမှုတွေကြောင့်အသင်းကနေအနားယူကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံသားတွေရဲ့တောင်းဆိုမှုနဲ့သူ့ရဲ့အရှုံးမပေးလိုတဲ့စိတ်ဓာတ်ကြောင့်အသင်းကိုပြန်လည်ဦးဆောင်ခဲ့ပြီး
နောက်ဆုံးမှာတော့2021ခုကော်ပါအမေရိကဖလားနဲ့2022ခုကမ္ဘာဖလားတို့ကိုအာဂျင်တီးနားနိုင်ငံအတွက်အရယူပေးနိုင်ခဲ့ပါတယ်မက်ဆီရဲ့ဘဝခီးစဉ်ဟာဘောလုံးလောကနေမကဘဲကမ္ဘာလုံးကလူသားတွေအပေါ်မှာကြီးမားတဲ့အနာဂတ်ရိုက်ခတ်မှုတွေရှိနေသေးပါတယ်မက်ဆီဟာရုပ်ပိုင်းဆိုင်ရာအားနည်းချက်ဒါမှမဟုတ်ဆင်းရဲနှောမှုတွေကြောင့်စိတ်တက်ကြနေတဲ့ကမ္ဘာတဝန်းကလူငယ်တွေအတွက်အကောင်းဆုံးတရားတိုင်းတစ်ခုဖြစ်ခဲ့ပါတယ်အခက်အခဲဆိုတာကြော်ဖြတ်ဖို့ဖြစ်တယ်ဆိုတဲ့စိတ်တက်ကိုသူကလက်တွေ့ပြသခဲ့ပါတယ်သူခံစားခဲ့ရတဲ့ကြီးထွားဟော်မုန်းချွတ်တဲ့ယောဂအကြောင်းကိုလူသိများလာစေပြီးဒီနေ့ခေတ်မှာဒီလိုယောဂခံစားနေရတဲ့ကလေးငယ်တွေကိုစောစီးစွာကုသနိုင်မှုအတွက်မက်ဆီရဲ့ foundation ကနေငွေကြေးနဲ့ဈေးပွားအမြောက်အများကိုပံ့ပိုးပေးနေလို့ရှိပါတယ်မက်ဆီအနားယူသွားခဲ့ရင်တော့သူခြံထားခဲ့မဲ့ကစားဟန်မှတ်တမ်းတွေနဲ့တီထွင်မှုတွေဟာနောက်လာနောက်သားဘောလုံးသမားတွေအတွက်လေ့လာစရာကျန်းစာတအုပ်လိုဖြစ်နေမှာတွေ့ကြပါတယ်ဆီယံဝန်တွေကအရက်ရှည်လာမှမဟုတ်ဘူးလို့သတ်မှတ်ခဲ့တဲ့သူကလပ်အသင်းတွေကစေဝါစရိတ်မတက်နိုင်လို့ရင်းပယ်ခဲ့တဲ့အာဂျင်တီးနားနိုင်ငံရော့ဆာရီယိုမြို့ကကလေးငယ်လေးဟာယနေ့မှာတော့ကမ္ဘာဘောလုံးလောကရဲ့အရှင်သခင်ဖြစ်သူ greatest of all time အဖြစ်သမိုင်းတွင်ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။မက်ဆီရဲ့ဘဝကနေကျွန်တော်တို့တင်ယူရမှာကတော့ဘလောက်ပဲခက်ခဲတဲ့အခြေအနေတွေကြုံတွေ့နေရပါစေ။ကိုယ့်ရဲ့ပါရမီနဲ့ကြိုးစားမှုကိုယုံကြည်ပြီးအားမလျှော့ရန်ရှေ့ဆက်မယ်ဆိုရင်ဒီနေ့မှာအမြင့်ဆုံးအဆင့်ကိုရောက်နိုင်မှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အခုတင်ဆက်ပေးတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးပြည်သက်ကြီးရောဘလို့ထင်မြင်လဲဆိုတာခုမှရေးပေးခဲ့ကြပါဦး။ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေကိုနောက်ထပ်မလွတ်သွားရအောင် subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဦးနော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။